တော်တို့သိထားတဲ့အချက်လက်တွေအရဦးဖုံးနိုင်ရဲ့ကိုယ်ကနိုင်ငံတကာအဆင့်ထိကျယ်ပြန့်နေရှေးအောင်ပစ္စည်းမှောင်ခိုကုန်းမှုကနေမွေးရစေဝါတီလုပ်ငန်းမျိုးစုံလုပ်နေတယ် မင်းသူက ငါတို့ကြာမှာဖုံးကွက်ထားရရတယ်မရှိစေချင်ဘူးမင်းရဲ့ဘဝပစ္စလက်ကြောင့်မြတ်ကြောင့်အသေးစိတ်သိတဲ့သူဖြစ်တယ်လို့ခုဦးဖုံးနိုင်မင်းကိုဘာကြောင့်ထင်းချုပ်ထားလဲဆိုတော့ကိုသိဖို့လိုတယ် မေသူငါခိုင်းထားတဲ့အတိုင်းမလုပ်ရင်ဖုံးနိုင်ဆိုတဲ့ကောင်မလုပ်တတ်တယ်ဆိုတော့မင်းသိပါရဲ့